တရားကိုရှင်ဆိုင်လှူရှားရုံကနေရပြီလားဒီလောကလူရွာမေတ္တာတရားလက်ကင်ထားမှာအမဟုသမျှဝေကွာအယူဆဟုသမျှတူတော့လူဘဝဆိုတာတကယ်တော့ခဏတာလူသားအလုံးရှုံးချနိုင်တယ်လေဘဝရဲ့လောကတရားကိုရှင်ဆိုင်လှူရှားရုံကနေရပြီလားဒီလောကလူရွာမေတ္တာတရားလက်ကင်ထားမှာအမဟုသမျှဝေကွာအယူဆဟုသမျှတူတော့လူဘဝဆိုတာတကယ်တော့ခဏတာမနိုးတတ်တဖောင်းထုံလို့ရခဲ့ရလို့ကလူရွာချစ်ခင်ချင်တာမြတ်တာပေါင်းစုကြည်နူးကြဘဝအလွာတိဆောက်ကြပါမမနာရမရှိစေရအာကာတရမရှိသေးခွာတာယာငင်းကြအေးတမြအရှိမထွက်လာနေဝပမာအမောင်ကိုခွန်းချွေအလင်းဝေလူပြေရွာလူသားအလုံးရှုံးချနိုင်တယ်လေဘဝရဲ့လောကတရားကိုရှင်ဆိုင်လှူရှားရုံကနေရပြီလားဒီလောကလူရွာမေတ္တာတရားလက်ကင်ထားမှာအမဟုသမျှဝေကွာအယူဆဟုသမျှတူတော့လူဘဝဆိုတာတကယ်တော့ခဏတာမနိုးတတ်ဖောင်းထုံလို့ရခဲ့ရလို့ကလူရွာချစ်ခင်ချင်တာမြတ်တာပေါင်းစုကြည်နူးကြဘဝအလွာတိဆောက်ကြပါမမနာရမရှိစေရအာကာတရမရှိသေးခွာတာယာငင်းကြအေးတမြအရှိမထွက်လာနေဝပမာအမောင်ကိုခွန်းချွေအလင်းဝေလူပြေရွာအမောင်ကိုခွန်းချွေအလင်းဝေ